ကိုငဲ့ညာတနာတတ်ဖို့လိုပါတယ်စိတ်ပူလောင်ဆင်းရဲစရာစိတ်ညှဉ်းနှွမ်းစရာစိတ်ရှုပ်ထွေးစရာတွေကလူလောကလူတဘာဝအများကြီးရှိနေကြပါတယ်ချစ်သူကြောင့်ညီအကိုမောင်နှမကြောင့်မိသားစုကြောင့်လင်ကြောင့်မယားကြောင့်ဟိုလူကြောင့်ဒီလူကြောင့်ဆိုပြီးဖြစ်ပေါ်လာတဲ့စိတ်ဆင်းရဲမှုတွေကအများကြီးရှိကြတယ်စိတ်တွေကပင်ပန်းလွန်းလို့ကြာရင်စိတ်တကူးတွေပါပျောက်ဆုံးသွားနိုင်တယ်စိတ်ချမ်းသာအောင်ကိုထားပေးဖို့လိုတယ်လေတနေ့တာအတိတ်ထံကိုမတက်ဆွမ်းရင်နေ့တဝက်အတိတ်ထံသို့မဟုတ်နာရီပိုင်းအတိတ်ထံတွေကိုအတိတ်ထံကြည့်ပါဥပမာငါဒီနေ့ငါဒီမနက်ပိုင်းငါဒီနေ့လယ်ခင်းပိုင်းငါဒီနာရီအတော်အတွင်းပိုင်းဘယ်သူကြောင့်ဘယ်သူအတွက်နဲ့မှငါစိတ်အစင်းရဲမခံတော့ဘူးဘာအကြောင်းနဲ့မှငါစိတ်ဖြူစင်အေးချမ်းမှုကိုအပြတ်မခံတော့ဘူးငါစိတ်ချမ်းသာအောင်ငါကိုယ်တိုင်ကြိုးစားနေမယ်လို့တနေ့သို့မဟုတ်နေ့တစ်ဝက်သို့မဟုတ်နာရီအပိုင်းခြားဒီလိုလေးတွေကနေဖြည်းဖြည်းချင်းကိုစွမ်းသလောက်ဆက်ပြီးလေ့ကျင့်အတိတ်ထံပါအတိတ်ထံပြီးရင်တော့အတိတ်ထံကိုလေးထားပါစိတ်ဆင်းရဲစရာကိစ္စကြုံတိုင်းငါအတိတ်ထံထားတာပဲဒီအတိတ်ထံကိုလေးစားတန်ဖိုးထားရမယ်လို့တွေးတာနဲ့စိတ်ဆင်းရဲမှုကရှေ့မတိုးဝင်တော့ပါဘူးအတိတ်ထံပါရမီလဲမြောက်စိတ်ကိုလည်းကာကွယ်အနာပေးရရောက်တယ်ကိုယ်စိတ်ကိုငဲ့ညာရလဲရောက်တယ်လက်တွေ့အသုံးတည့်ကြပါစေ